ဟိုနေ့က post တစ်ခုမှာ comment တွေဝင်ရေးကြတယ်ဒီနေရာတည့်ရလူရှိတယ်လို့မတည့်ရလူတွေလည်းရှိရဆိုတော့ခွန်ညိုဒီညာလေးကိုညွှန်ပေးပါမယ်ဒီဟာကတော့ဘလူးဖရရဲ့အနောက်ဘက်မှာရှိတဲ့ငါးကန်ပဲဖြစ်ပါတယ်ရောက်ဖြစ်တဲ့သူတွေနဲ့တော့ဒီနေရာလေးကိုမသိကြဘူးဖြစ်နေကြတာပါဒီထဲမှာဘလူးလှတယ်ဆိုတာကိုခွန်ညိုပြပေးပါမယ်သူ့ရဲ့ sign board တွေမှာညွှန်ထားတဲ့အတိုင်းငါးကန်ရှိရဲဆိုတော့ခွန်ညိုတော့ခဲ့ပါတယ်ညနေဆောင်လေးနေအေးရဲ့ချိန်သွားဆိုတော့အရန်ဟိုတာရနေပါတယ်ပြီးတော့လေတွေကလည်းအရန်တိုက်နေရဆိုတော့မီးလို့လည်းကောင်းပါတယ်အခုခွန်ညိုဒီငါးကန်ကိုသွားနေရဖြစ်ပါတယ်သူကတေချာကိုပြင်ဆင်ထားတာပါတေချာလေးပြင်ဆင်ထားတာဆိုတော့အရန်လည်းလာပါတယ်နော်ဒါတော့လျှောက်တွေ့ရတဲ့ဟာလေးကိုလည်းခွန်ညိုလည်းပြထားပါတယ်အခုခွန်ရိုးတော့ငါးစာကျွေးပါမယ်ငါးစာကျွေးဖို့ဝယ်ရတာပေါ့နော်ဒီမှာရောင်းတဲ့လူတော့မရှိပါဘူးဒါပေမဲ့ဒီမှာစာရေးထားပါတယ်တပူဘတ်20တော့ပေးရပါတယ်ငါးစာကျွေးဖို့တပူခွန်ရိုးတော့ယူရပါတယ်ပြီးတော့ဒီမှာငါးလေးကိုအစာလာကျွေးပါတယ်ငါးဒီကနေပြီးတော့ခွန်ရိုးတော့အောက်ကိုဆင်းပြီးတော့သွားမှာပါကြောက်ငါးစာကိုစီးပါငါးစာတွေကအရင်များတော့3ယောက်လောက်ခွဲပြီးတော့ကျွေးလို့ရပါတယ်ဖြည်းဖြည်းတော့ပြုတ်ကြမယ်နော်ခရူးဆိုင်ပြီးတော့ထိုင်ရပါရဲ့အောက်ပြုတ်ကြပါမှာဆိုလို့ပါတဘူလာရဲ့တဲ့လူတွေလည်းအရလာရနော်တတမီမီတို့ပါလာရဆိုရင်တော့နည်းနည်းတော့ခရူးဆိုင်ရပါမယ်သူကနည်းပြုတ်ကြနိုင်ခင်ရှိပါရဲ့အိုးဒီဘောထိတက်လာကြဘာလာလုံးကြမယ်လေလေကတဲ့လေရှိတော့အမဖုန်းထောင်ပြီးတော့လည်းကိုငါးဆက်ကျွေးရဲ့ပုံလေးတွေကိုရိုက်လို့ရပါရဲ့နော်ဒါတော့ခွန်ရောဖုန်းစတန်မပါလာလို့ပါဒီမှာအကြိုက်ထိုင်ဖြစ်ခဲ့ပါရဲ့ပြီးတော့ခွန်ရောဟိုဘက်သွားချက်ရှိလို့ခွန်ရောသွားပါရဲ့မနေ့ပိုင်းတော့မလာပါနဲ့အရန်ပူပါရဲ့ကွင်းဖြစ်တဲ့အတွက်တော်တော်လေးပူပါရဲ့နော်ခွန်ရိုးသွားတာဆိုရင်9ခွဲ6နာရီတောင်ရှိပြီဆိုတော့နေတော်တော်လေးရိတ်နေပါပြီအဲ့တော့ခွန်ရိုးသွားပါရဲ့ဟိုဘက်ခြမ်းကိုသွားနေပါတယ်ဟိုဘက်ခြမ်းမှာအရင်ခန်းတိုင်းနေရာလေးအများကြီးရှိပါတယ်ခွန်ရိုးဒီဘက်ခြမ်းကိုရောက်ဖို့အခုဆိုရင်တော့နှစ်ခါမြောက်ပေါ့နော်ပထမတစ်ခေါက်ကညဘက်ကြီးရောက်သွားတယ်ဆိုတော့ညဘက်မှာတိတ်မမြင်ရအောင်ပေါ့ဒီလိုလှရလေးတိတ်မမြင်ခဲ့ရပါဘူးဟိုဘက်မှာအရင်လာပါတယ်တစ်ချက်လိုက်ကြည့်ပေးကြပါဦးဒီဟာတော့ခွန်ရိုးခုနကငါးကန်ကနေပြီးတော့တလေးနဲ့ဖြတ်လာတာပါဒီဘက်ကမလာခြင်းနဲ့ဟိုဘက်မှာလည်းတကားရှိပါတယ်ဝင်ပေါက်ရှိပါတယ်နော်ဟမ်ပြောပါဖိုတိုလှလှလေးရိုက်တဲ့သူဆိုတာဒီမှာအရင်အဆင်ပြေတော့တော်တော်လေးလှရဲဒီဘက်ချမ်းမလေးရှိပါသေးတယ်ဒီဘက်ချမ်းမလေးအရင်လှပါရဲ့သူကဒီထဲမှာကဖျားတွေအများကြီးရှိပါတယ်ဒီမှာကဖျားရှုပ်ကိုရတယ်ဒါပေမဲ့အခုပွဲခါနာရှိတာကြောင့်ဒီမှာပြင်ဆင်ထားတဲ့ဖျားရတော့တိတ်ပြီးတော့မတွေ့ရတော့ဘူးပေါ့နော်ခွန်ယူပထမလာတော့ဆိုဒီမှာအပြည့်ဖျားရအများကြီးရှိပါတယ်ပူဇော်ထားတာလည်းအများကြီးရှိပါတယ်ပြီးတော့ဒီမှာဖျားရှုပ်ကိုလည်းရပါတယ်ဝင်ခွင့်လည်းပေးထားပါတယ်နော်ညနေဆောင်လေးသွားစရာနေရာရှာနေတဲ့သူတို့ဒီနေရာအသင့်တော်ဆုံးပါပဲစိတ် relax လည်းဖြစ်တယ်ပြီးတော့နေတဲ့ရိတ်နေရဆိုတော့တတောင့်တတလေးလည်းဖြစ်ပါရဲ့နော်ပြီးတော့လေရလည်းအရန်တိုက်ပါတယ်အရန်တိုက်တဲ့အတွက်နေလို့အရန်ကောင်းပါရဲ့ပြင်ဆင်ထားတဲ့ပုံစံလေးရတော့ဒီမှာမြင်ရတဲ့အတိုင်းပါပဲအရန်လာပါရဲ့နော်ဒီဘက်ချမ်းဆိုလည်းတပုံရတော့အရန်လာတဲ့နေရာလေးပါခွန်ရိုးကိုငါးကပ်ဘက်ကဝင်တဲ့ပေါက်ကိုပြပေးသွားရဲဆိုတော့ခွန်ရိုးတို့ပုံမှန်ဝင်နေကြနေရတဲ့ကိုခွန်ရိုးပြပေးပါမယ်ဝင်ပေါက်ကတခါရကြီးလားမကြီးလားဆိုတော့အမအငယ်မရက်နေရတဲ့တခါနဲ့ရှင်းကြည့်လိုက်ပါဘလူဖေးရတော့ပြီးတော့ရှင်ဒီဘက်နောက်က
နေရာလေးကိုလည်းလာခဲ့ကြဖို့ခွင့်ပြုပြောချင်ပါတယ်ခွင့်ပြုဘလူးဖရားကိုလည်းအသက်ပြီးတင်ပေးပါမယ်ရှင် location လေးလည်းချပေးပါမယ်ဒီနေ့ကဘလော့ကဒီလောက်ပါပဲရှင်စုံကြည့်ပေးလို့ကျေးဇူးတင်ပါတယ်